Beating soda ပါလေ Beating soda လေခံမှန်းချက်တစ်ခုပဲเนาะသူတို့ခံမှန်းတယ်เนาะ100%မှန်မှလည်းမဟုတ်ဘာဖြစ်ဆိုကျွန်မပြောပြမနော်ကိုကြောင်ကိုပဲတီးတယ်ကိုကဘာကြိုက်လဲဆိုကိုပဲတီးတယ်ဘာမကြိုက်လဲကိုပဲတီးတယ်သူများတွေတီးတယ်ဆိုတာအပေါ်ရန်နေတာနော်Beating soda တဲ့သူတို့ခံမှန်းတာစမောက်မင်းရေနော် Beating နေတော့ဟောနေလားစမ Beating ဟောတာကြိုက်လားစမ Beating နေတိတ်မဟုတ်ဒါပေမဲ့စမလူတွေနဲ့တွေ့တယ်လူတွေကိုစမလေးစားမှုနဲ့ပဲဆက်ဆံတယ်လူတိုင်းပဲဒါပေမဲ့နော်အဲ့ဒီလူတွေထဲမှာတချို့တွေကသူတို့ကဒီဘေးတွေမှာကျွမ်းကျင်တဲ့ပိုင်းလေးပေါ့နော်သူတို့ကဆရာတွေဖြစ်တယ်အဲ့တော့ကိုဖော်ရတော့ခင်မင်းတော့သူတို့တွေကမျက်နှာလေးကြည့်ပြီးတော့အဲ့လိုမျိုးသူတို့ပြောရှာပါတယ်100%မှန်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီ50-50ပေါ့နော်50-50စမပြောပြီးပြီကိုကြောင်ကိုပဲတီးတယ်ကိုပြောမှသူများတွေကတီးတာနော်ကိုမပြောရင်ဘယ်သူမှမတီးဘူးဒါကြောင့်ပါဇက်လုံမဆိုတာအဲ့ဒါပဲကိုကြောင်သူများတီးမတီးခိုင်းရှင်ကိုပါဇက်ပိတ်ထားအဲ့တော့အကောင်းဆုံးပဲဆိုတော့ကိုကနော်ကိုကြောင်သူများပြောပြသူများတီးပြီးသားကွာအဲ့လိုမျိုးဒါကိုကြောင်ပြောပြရှင်လဲကိုရဲ့အပိုင်းပဲမပြောပြရှင်လဲကိုရဲ့အပိုင်းပဲကိုအဲ့လိုနော်ဘေးတင်ဆရာတွေကကိုရဲ့မျက်နှာတွေဘာတွေဖမ်းပြီးတော့အချိန်မှာသူတို့ပြောမယ်နော်ပြောတယ်ဆိုတာကောင်းတာရောဆိုးတာရှိမှဒါပေမဲ့ကောင်းတာကိုပြောရကောင်းမယ်ဘေးတွေလည်းအရန်လေသွားမတွက်ဖန်တယ်ဘာဖြစ်ဆိုတာလေကိုကသူတို့ကလည်းခံမှန်းတာနော်တကယ်တော့ကိုကနော်မကောင်းတာတွေပဲများကြားရင်လေကိုရင်ထဲရပဲကိုပဲမကောင်းတာပြီးတော့လေအရာတော့တိများရင်မကောင်းတိများရင်ကောင်းရှုပ်တယ်နော်တိများရင်ကောင်းကြိုက်တယ်ဆိုအရာတော့သူ့လူဖြစ်သွားမယ်ဖြစ်ရှင်လည်းဖြစ်မယ်မဖြစ်ရှင်လည်းမဖြစ်ဘူးနော်ဘေးတင်စရာတွေကမနေ့ပြန်နေဟိုလူနဲ့တွေးမယ်မနေ့ပြန်တွေးရှင်မတွေးရှင်လည်းမတွေးဘူးနော်ဘဝဆိုတာအရင်မသိရှင်လည်းအရာတော့အနာဂတ်လည်းလေသွားမမေးလားဘယ်သူလည်းမသိဘူးအနာဂတ်စမမင်းရေအခုဆိုရင်စမဘာတွေသိရှင်လဲစမဘာမသိရှင်အောင်တနေ့မှာစမစိတ်ချမ်းသာပြီးတော့စိတ်တည်ငြိမ်ပြီးတော့နေတာပဲစမတဘောကြပြီးတော့အရင်မသိရှင်ဘူးအနာဂတ်လည်းစမမသိရှင်ဘူးအသိဆိုလည်းစမ serious မထားဘူးစမမအသိဆိုတာမရှိဘူးအသိဆိုတာသင်ခန်းစာလေလက်ရှိမှာကိုအကောင်းဆုံးနေတယ်ကိုစိတ်တည်ငြိမ်ဖို့ကအဓိကကြကိုရဲ့စိတ်တည်ငြိမ်မှုမပေးတဲ့လူတွေကို cut off ဖြတ်တောက်တယ်ကိုကစိတ်တည်ငြိမ်မှုကနံပါတ်1ရှိတယ်ကွာ peaceful နော်ကိုနာမနေမဲ့လူကလည်းစိတ်တည်ငြိမ်တဲ့လူပဲဖြစ်ရမယ်အဲ့လိုမဟုတ်ရင်ကိုကရေမရှိဘူးကွာရှင်းတာအရာအဲ့လိုမတီးရှယ်လိုက်နဲ့ကောက်ကိုက်တာပဲရှိလိုက်မယ်ဘာကြောင့်လဲဆိုတော့အနာဂတ်ဘယ်သူလည်းမတီးကြဘူးနော်အခုလက်ရှိမှာကိုစိတ်တည်ငြိမ်ဖို့အဓိကကြရနော်ကိုစိတ်မတည်ငြိမ်ရင်ကိုစိတ်ကိုထိန်းချုပ်ရမယ်စိတ်တည်ငြိမ်အောင်လုပ်ရမယ်စိတ်တည်ငြိမ်မှုအဓိကကြရ